ကိုဆိုမယ်နော်အလွန်ဝေဒနာသည်မရေရချစ်ခင်လမ်းမှာဝါတော်နဲ့ရှောင်းနေရပြီမေတပုတ်ကလေးပိုက်ခအပူမီတို့ရမခေါ်လို့အတွင်းများနဲ့မျောလွင်နေဖို့ဘယ်တော့မှပြတ်နိုင်မလဲအတိတ်တော့ကသူပြခဲ့တဲ့စကားလေးတွေကြားရောက်ရင်ခွေရှာဘုံတော်ဖေးရလေအောင်မေရှာဘုံတော်ခရီးအလွန်ဝေဒနာသည်မရေရချစ်ခင်လမ်းမှာဝါတော်နဲ့ရှောင်းနေရပြီမေတပုတ်ကလေးပိုက်ခအပူမီတို့ရမခေါ်လို့အတွင်းများနဲ့မျောလွင်နေဖို့ဘယ်တော့မှအပိတနိုင်မလဲကျေးဇူးပါအတိတ်တုန်းကသူပြခဲ့တဲ့စကားလေးတွေကြားရောက်ရင်ခွေရှာဘုံတော်ပြရလေဦးမေရှာဘုံတော်ခရီးသည်တနေ့လေးတွေ့လိမ့်မယ်အာတင်းလို့မျောလင့်ငါရဲ့မောင်လိုက်လို့ရှာနေမယ်အချစ်ရင်ဘယ်မှာလဲအချစ်ကြီးသူရွှေတဲ့ကိုခွဲလို့ရဲ့တပိတကများပေါင်းရနေသလားကွယ်ဘောင်ကတော့ချက်ပြောင်းခဲ့သူရှာနေရသူခရီးသည်လေးဖြစ်ပြီးမို့တကယ်ကဘာသောထိတိုင်းတွေ့ရလျောရှာရလျောမေရှာဘုံတော်ခရီးသည်မေတ္တာဆက်မေတ္တာမှန်တော်ဟောသည်ကဘာသောအောင်ပျောက်နေရင်တော့ဘောင်ကတော့အရန်ချစ်တော့ချစ်ပြောက်ရှာဘုံတော်ချီယူကြီးတယောက်နေပါပဲအဲကြောင့်ချစ်ဆိုတာရှားယူပိုက်တဲ့ခြင်းလားဆွတ်လွတ်အနစ်နာခံခြင်းလားပိဆက်ခြင်းလားကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့အချစ်တစ်ခုကတော့ဆွတ်လွတ်ပြီးအနစ်နာခံခဲ့ရတဲ့အချစ်ပါပြိတ္တကောအသွင်တင့်သွားပြီးရင်ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်တနေ့တော့လေးတွေ့လိမ့်မယ်အာတင်းလို့ဖြေသိမ့်ငါရဲ့မောင်လိုက်လို့ရှာနေမှာအချစ်ဘယ်မှာလဲအချစ်ကြီးသူရွှေတဲ့ကိုခွဲလို့ရဲ့တပိတကများပေါင်းရနေသလားကွယ်ကျေးဇူးပါရှာနေရသူခရီးသည်လေးဖြစ်ပြီးမို့တကယ်ကဘာသောထိတိုင်းတွေ့ရလျောရှာရလျောမေရှာဘုံတော်ခရီးသည်